အားလုံးပဲမင်္ဂလာပါရှင်။စာမေမေ page ကနေပြီးတော့မေမေတို့ရဲ့တွေ့ကြုံလေးတွေကိုပြန်လည်မျှဝေပေးပါရှင်။အခုကာလမှာမေမေတယောက်ရဲ့ကဏ္ဍကဘလောက်တောင်အရေးကြီးလဲဆိုတာလေးကိုဒီနေ့ဝေမျှပေးချင်ပါတယ်ရှင်။မေမေတို့အားလုံးဒီကောင်းကျမ်းမာကြရဲ့လားရှင်။ပျော်ရွှင်ကြရဲ့လား။စိတ်ချမ်းသာစရာတွေများကြုံတွေ့ရရဲ့လားရှင်။ကျမကိုယ်တိုင်ကလည်းမိခင်တယောက်ဖြစ်တဲ့တလုံးကျမကလည်းသမီးတယောက်ဖြစ်ပါတယ်မိသားစုမှာလည်းသမီးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကဏ္ဍတွေပေါင်းစုံမှာကောင်းမွန်တယ်လို့မျိုးအင်အားနဲ့နေထိုင်ရပေမဲ့တစ်ခါတလေကြားလို့ရှိရင်ကိုယ်တိုင်ပျောက်ဆုံးနေတဲ့ကာလလေးတွေအချိန်လေးတွေများလဲကြုံတွေ့ရှိခဲ့ပူပါတယ်ရှင်အဲ့တော့ဒီကာလမှာခက်ခဲတွေမျိုးစုံအတွက်မိသားစုရဲ့တောက်တနေရာကတာဝန်တောက်တနေရာကနေပြီးတော့အထူးတလည်းမပေးဘဲနဲ့ခရီးတစ်ဆိုင်နဲ့မိသားစုအားလုံးတူးကြီးစီကိုချစ်ခင်ပြီးတော့ပါဝင်ဖြစ်ဆက်ပြီးနေတဲ့မိမိတို့ရေအားလုံးပဲ fighting ပါလို့ပြောရင်းနဲ့မိမိတို့အတွက်စကားလက်ဆောင်လေးတွေပါချင်ပါတယ်မိမိတို့ကမိသားစုတစ်ခုမှဆိုလို့ရှိရင်အရန်ကိုတောက်ပေါင်းဆောင်ကနေပါဝင်ရတယ်ဝင်မရှိတဲ့အလုပ်တွေလုပ်ဆောင်ရတယ်အမြဲတမ်းမိသားစုဝင်တူတိုင်းအတွက် ready ဖြစ်နေတယ်အမြဲတမ်းမြစ်တာတွေပြီးနိုင်တဲ့မမေတွေပါရှင်အဲ့တော့ဒီတစ်ပတ်မှာကမမေတွေအတွက်ကောမိသားစုဝင်တွေကနားလဲပေးကြရလားမမေတွေကိုယ်တိုင်ကရောမိမိအတွက်အချိန်ပေးပြီးတော့မိမိကိုလှုပ်ချင်တဲ့ဆန္ဒလေးတွေမှာလှုပ်ဆောင်နေရလားရှင်အခုကြုံတွေ့ရတဲ့ကာလတောက်လျှောက်မှာကျမဆိုလို့ရှိရင်လည်းမိခင်တယောက်ဖြစ်ခဲ့အလျောက်သားလေးကိုချစ်ခင်နေကျင်နာတယ်သားလေးကိုနားလေတဲ့ view site ပေးဖို့အတွက်ကလည်းကျမများစွာကြိုးစားပါတယ်ပေါ့နော်ဒီလိုပဲကလေးတယောက်ကိုပြုပြင်မွမ်းမံဖို့အတွက်ကလည်းပထမဆုံးကလေးကြီးရခဲ့ပြီဆိုလို့ရှိရင်ကျမတို့ကလည်းမိခင်ဖြစ်ဖို့တဲ့အတွေ့အကြုံတွေအများကြီးရှိနေရမှာမဟုတ်တာကျမတို့အတွက်လည်း first experience ပဲပေါ့နော်ကျမတို့ကိုယ်တိုင်လည်းအမြဲတမ်းပြည့်စုံမှုကိုစူးစမ်းခြင်းနဲ့စိတ်ကလေးရှိလို့ရှိရင်လုံလောက်ပါတယ်တခါတလေကြာရင်ကျမတို့ကိုယ်တိုင်လည်းအမားလေးတွေလုပ်တတ်နိုင်ပါတယ်အဲ့ဒီအမားလေးတွေကနေပြီးတော့ lesson လေးတွေအဖြစ်ကျမတို့ကသင်ယူပြီးတော့ကျမတို့ရဲ့ကလေးလေးတွေကိုပြုစုထောင်ပေးရတယ်ကျမတို့ရဲ့ခင်မွန်းတဲ့တွေကိုနားလည်ပေးရတယ်ကဏ္ဍမျိုးစုံကနေပြီးတော့ရက်တည်နေတာပေါ့နော်အဲ့လိုမျိုးအတွက်ကြောင့်မလို့ကိုယ့်ဘာသာကိုပျောက်ဆုံးနေတာကိုလှုပ်ချင်တဲ့အလုပ်ကလေးတွေမလုပ်လိုက်ရတဲ့ကာလကပေးဆက်ကားတဲ့ကာလသူတို့ကိုချစ်ခဲ့ရတယ်ဂိဆိုင်ကရဲ့ဇော်လေးကတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကျမတို့ဘာသာကျမတို့ကိုယ့်ဘာသာကိုမေ့နေတတ်ပါတယ်အဲ့တော့မမေတို့ရင်ကိုယ့်ဘာသာကိုလိုချင်တဲ့လှုပ်ချင်တဲ့ဆန္ဒလေးတွေလည်းတီးတီးလေးတွေကအစာခရီးတစ်ဆိုင်အချိန်တည်ပြီးတော့ကိုယ့်ဘာသာကိုခရီးဆိုင်လုပ်ပါလို့ကျမကဒီနေရာနေပြီးတော့တတိတရားနဲ့မိမိတို့ကိုလာပြီးတော့ထပ်ပြောပြပေးတာပါကျမတို့နိုင်ငံကမိမိတော်တော်များကကလေးတွေရဲ့ပညာရေးကိုစိတ်ပါဝင်စားရှိကြပါတယ်ကလေးတွေကိုပညာတတ်စီဖြစ်စေချင်ကြတယ်ဒါကြောင့်မလို့အမြဲတမ်းသူတို့မှာကဆရာမကောင်းတွေဘယ်လိုရှိလဲကျောင်းကောင်းတွေဘယ်လိုရှိလဲသင်ရိုးညွှန်းတမ်းတွေကဘယ်လိုလဲဆိုတာကိုစိတ်ပါဝင်စားနေအမြဲတမ်းလေ့လာနေတဲ့မိမိတွေပါပေါ့နော်ဒီလိုပဲကလေးတွေအတွက်ပညာရေးမှာလည်းတောက်တနေရပါတယ်ခင်မွန်းတဲ့ရဲ့အနောက်မှာလည်းထောက်ပံ့မှုအနေနဲ့ပါရတယ်ဆိုပေမဲ့ကိုတိုင်းရဲ့ personal development အတွက်လည်းကိုတိုင်းတည်ဆောက်ပါကိုတိုင်းစူးစမ်းပါဘယ်ရမဆိုလို့ရှိရင်တော့ရက်တက်နေရတဲ့ပုံမှန်လေးစူးစမ်းနေရတာလည်းမိမိတို့အတွက်ခရီးရောက်တဲ့လမ်းလေးတစ်ခုပါပဲပေါ့နော်ကျမကိုတိုင်းကလည်းစူးစမ်းနေရတဲ့သူပါလက်ရှိလည်းစူးစမ်းနေရသေးပါတယ်သားတွေသမီးတွေအတွက်အချိန်ပေးပြီးတော့အခုနောက်ပိုင်းဆိုလို့ရှိရင်ကျမကိုယ်တိုင် stress ရတဲ့ကာလတွေကြုံခဲ့ရပါတယ်ကလေးတွေဦးစားပေးခင်မွန်းတဲ့ကိုဦးစားပေးရင်းနဲ့ကိုယ်တိုင်အချိန်မပေးမိတဲ့ကာလလေးတွေကိုမေ့တတ်ခဲ့ပါတယ်အခါတလေကြားလို့ရှိရင်ကိုယ်တိုင်မေ့နေတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဆန္ဒလေးတွေကဘာလဲဆိုတာတော့မှတွေးကြည့်အောင်မပေါ်တဲ့ပိုင်းခြားခိုက်တန်ပြီးတော့ကြုံခဲ့ပါတယ်အဲကြောင့်မလို့မိမိတို့ရောအဲ့လိုမျိုးကြုံခဲ့ပြီလားကြုံခဲ့တယ်ဆိုလို့ရှိရင်တော့အခုကနေပြန်ပြီးတော့ကိုလှုပ်ရှင်တဲ့ဆန္ဒလေးတွေကိုယ့်ရဲ့
စိတ်ချမ်းသာတဲ့လုပ်ရက်လေးတွေကကောင်းသောလုပ်ရက်လေးတွေဆိုလို့ရှိရင်တေးသေးလေးရအစလှုပ်ဆောင်ပါကိုယ့်ရဲ့ personal development လေးကိုလည်းကိုဝါသနာပါရဲ့လမ်းကြောင်းလေးပေါ်မှာအမြဲတမ်းသင်ယူနေပါလို့မှာစကားပါချင်ပါတယ်ရှင်အခုကာလမှာကျမကိုယ်တိုင်လိုအပ်နေတဲ့ကဏ္ဍလေးတွေကိုဖြည်းဖြည်းချင်းပြည့်စုံနေတဲ့မိခင်တူပါပဲရှင်ကိုဗစ်ကာလနောက်ပိုင်းမှာကလေးပညာရေးအတွက်ကကျမကိုယ်တိုင်ပူပင်တော့ကရောက်ခဲ့ရတယ်ကလေးတွေကိုပညာရေးကတ်ဖြစ်နေတဲ့အပြင်ကျမရေးနဲ့ရှင်လာတော့ကျမရေးကိုဦးစားပေးခဲ့ရတာပေါ့နော်ဒီအပြင်အဲ့ဘက်နောက်ပိုင်းမှာလည်းကလေးတွေရဲ့ safety အတွက်စိုးရိမ်ပူပန်မှုကြောင့်မို့လို့ကြောင်းမပိုးတဲ့ကာလလေးတွေမှာဆိုရင်ကလေးတွေကိုကျမတို့ကိုယ်တိုင်ပညာသင်ကြားနိုင်ပါတယ်ကျမတို့ထက်ဖွံ့ဖြိုးပြီးသောနိုင်ငံတွေကနေပြီးတော့တရားပို့ချတဲ့ဗီဒီယိုလေးတွေကို YouTube တွေကနေပြီးတော့အခုဆိုလို့ရှိရင်ကျေပြန့်စွာသင်ယူလေ့လာလို့ရပါတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ကျမတို့ကလေးတွေကိုကျမတို့မိခင်တွေကနေ lesson ပွားသင်ကြားပေးလို့ရပါတယ်ရှင်ဒီလိုနည်းလေးနဲ့ကျမကိုယ်တိုင် personal development တိုးတက်အောင်ပြုပြင်ပြီးတော့ကျမသားလေးကိုပါသင်ကြားပေးနဲ့တိုးတက်အောင်လုပ်ဆောင်ခဲ့ပါတယ်ပေါ့နော်ဒါကြောင့်မလို့မိမိတို့ရဲ့အားလက်တဲ့အချိန်လေးတွေရှိလို့ရှိရင်မိမိတို့လုပ်ချင်တဲ့ဝါသနာလေးတွေနောက်ကိုလိုက်ပါလုပ်ချင်တဲ့အရာလေးတွေမှာမိမိတို့ရဲ့ personal development အတွက်ကိုတိုးတက်အောင်လုပ်ဆောင်ပါလို့အကြံပြုမျှဝေချင်ပါတယ်ရှင်။အမြဲတမ်းသင်ယူနေတဲ့သူနဲ့မသင်ယူနေတဲ့သူနဲ့အတွက်ဆိုလို့ရှိရင်တော့အချိန်ကာလတစ်ခုမှာတော့ကွာခြားသွားမှာပါရှင်။ဒါကြောင့်မလို့မိမိတို့ကိုဒီလိုပြောကြားပေးရခြင်းဖြစ်ပါတယ်။ကလေးတွေနဲ့ပါတဲ့နေပေမဲ့သူတို့လေးတွေကလည်းအရွယ်ရောက်လာမှာပါ။အဲ့တော့တစ်ခါတလေကြာရင်ကိုကိုတိုင်းလုပ်ပေးရမယ့်အချိန်ကာလလေးတွေကိုမမေ့ပါနဲ့ကိုကိုတိုင်းလည်းကြည့်ဆိုင်ပြီးတော့ကိုကိုတိုင်းလည်းအချိန်ပေးပါလို့ပြောချင်တာပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်အခုကာလကြုံတွေ့ရတဲ့ကာလတောက်လျှောက်မှာအခက်အခဲမျိုးစုံကျန်းမာရေးမျိုးစုံတောက်မျိုးစုံကနေပြီးတော့ကျမတို့မိသားစုဝင်တိုင်းကပင်ပန်းဆင်းရဲမှုတွေကြုံရပါတယ်။ပင်ပန်းဆင်းရဲမှုတွေကြုံရတဲ့လောက်နဲ့ကျမတို့ရဲ့စိတ်ဓာတ်တွေကအားအင်းရောကြရပါတယ်။ဒီမှန်းနဲ့အတိုင်းမဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရချက်တွေပြောင်းဆုံးရပါတယ်။ကျမကြီးတွေလည်းစိတ်ထောင်းလို့ကိုကြီးဆိုတဲ့စကားလေးအတိုင်းပဲစိတ်ကမစွမ်းဆောင်နိုင်တော့စိတ်ဓာတ်ကြီးကြားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လူကပါလူမျိုးကြနိုင်ပါတယ်။ဒါကြောင့်မလို့မိမိတို့ရေစများများဖတ်ပါစာမဖတ်ဖြစ်နေတော့မှကိုဝါသနာပါရဲ့အချက်ပြုတ်လေးမှပဲကုံဆုံးမလားအပင်လေးတွေစိုက်ပြီးတော့ပဲကုံဆုံးမလားမိမိတို့စိတ်ချမ်းသာမှုလေးလုပ်ပါလို့ပြောချင်တာပါရှင်အခုခေတ်ကကျမတို့ရဲ့သားသမီးတွေနောက်ကိုအလင်းမီလိုက်ဖို့တော့ကကျမတို့ကိုယ်တိုင်နောက်ကလည်းသူတို့နဲ့အတူတချို့အရာတွေကိုရှင်တွဲသင်ကြားရတာပါပဲပေါ့နော်ဒီလိုသင်ကြားရင်းနဲ့ပဲကျမတို့ရဲ့ personal development ကိုလည်းမြင့်တင်ရတာပေါ့ရှင်တချို့အရာတွေကလေးကိုသင်ကြားပြသပေးမှုမှာကြတော့လူကြီးတစ်ယောက်ဖြစ်လာတဲ့အတွေ့အကြုံနဲ့ကလေးတစ်ယောက်ဖြစ်လာတဲ့အတွေ့အကြုံတွေကကွာခြားတယ်သူတို့ကမာဂျီမီဒီယာနဲ့တသားတဲ့မွေးဖွားလာတဲ့ generation alpha ဖြစ်နေအောင်မှကျမတို့ကသူတို့ရဲ့အနောက်မှာမရှိရင်တော့မှသူတို့နဲ့ level တန်းလိုက်နိုင်ရမယ်တချို့အရာတွေဆိုလို့ရှိရင်သူတို့ကိုဥဆောင်ပေးနိုင်ရမယ်ဆိုတဲ့ခန္ဓာလေးရနေခံရမယ်မိဘတွေမဟုတ်လားရှင်အဲ့တော့ကျမပြောချင်တာကမိမိတို့ကမိသားစုတိုင်းအတွက်အထူးကနေရာမှာနေတဲ့အတွက်ကြောင့်မလို့သားသမီးတွေအတွက်မိမိတို့ကအချိန်ပေးရတယ်လို့အိမ်တော်ဘက်ကြီးအတွက်လည်းဖြည့်ဆည်းပေးရတာပါပဲဒါကြောင့်မလို့တခါတည်းရမှာလုပ်ချင်တဲ့အရာတွေကျမတို့မိခင်တွေပျော်ရွှင်တဲ့အရာတွေကိုပေးဆက်ရင်ဘဝနဲ့ပဲမိဝါတဲ့ကာလာလေးတွေမှာဆိုလို့ရှိရင်ကိုယ်တိုင်တတိပြန်ကပ်ပြီးတော့ဘတ်မှာတစ်ချိန်ဒါမှမဟုတ်လို့ရှိရင်တစ်လမှာတစ်ချိန်တော့ကိုယ့်ရဲ့ free time လေးထားပြီးတော့ချိန်ကာလာလေးတစ်ခုမှာစက်လေးတွေရောအောင်ကုန်းဆုံးပါရှင် personal development အတွက်လည်းအပြည့်မသွားနိုင်ဘူးသင်တန်းမတက်နိုင်တဲ့ဒီပါတွေအနေနဲ့လည်း internet ရနေတဲ့တောက်လျှောက်မှာဆိုလို့ရှိရင်တော့ Google လင်းလုပ်ပြီးတော့ YouTube ပဲဖြစ်ဖြစ်ဝါသနာပါရာလေးတွေကိုလေ့လာလို့ရတယ် Facebook ကပဲဖြစ်ဖြစ်လေ့လာလို့ရပါတယ်အိမ်မှုပညာရပ်လေးတွေဆိုလို့ရှိရင်လည်းတစ်ခါတလေကြားလို့ရှိရင်စိတ်ဝင်စားစရာအရာလေးတွေပါပေါ့နော်ချီထိုးပန်းထိုးလေးတွေဒါမှမဟုတ်အလားပန်းထိုးတာလေးတွေကျမကတော့
မိန်းကလေးဖြစ်တဲ့အမြောက်အဲ့လိုလေးလည်းကျမကဝါသနာပါပါတယ်အားကစားဆိုလို့ရှိရင်လည်းချိန်ပြီးမလုပ်ခဲ့မိတဲ့အတွက်ကြောင့်မို့ဒီလိုခန္ဓာကိုယ်ဖြစ်နေပေမဲ့လည်းကျမကိုယ်တိုင်အားကစားကိုအချိန်ပြီးပြီးတော့ကျမရဲ့ကျမရဲ့အတွက်ခေါ်ချိန်ပြီးပြီးတော့လှုပ်ဆောင်ရမယ်ဆိုတဲ့အတွေးလေးတွေလည်းဝင်ခဲ့မိပါတယ်ပေါ့နော်တခါတလေကြားလို့ရှိရင်ကိုလှုပ်ချင်တဲ့အရာနဲ့ဖြစ်နေတဲ့အခြေအနေအရရက်ကအခွင့်မပေးတာနဲ့ကြုံတက်တာလေးတွေရှိရပေါ့နော်တချို့အရာတွေကတကယ်ပဲအခွင့်အရေးမရှိရလားဒါမှမဟုတ်လို့ရှိရင်ကိုယ်တိုင်ကမလုပ်ဆောင်ကျင်တာလားလုပ်ဖို့အတွက်ပြင်းတာလားဆိုတာကကျမတို့မမေ့ကိုယ်တိုင်သိဖို့လည်းလိုအပ်ပါတယ်သိဖို့လည်းလိုအပ်ပါတယ်ဒါမှသာကျမတို့ရဲ့ကလေးတွေကိုလမ်းညွှန်မှုကောင်းလေးတွေပြီးနိုင်မယ်အကြံဉာဏ်ကောင်းလေးတွေပြီးနိုင်မယ်ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့မေမေတို့ရေအားရှိကြပါကိုယ်တိုင်လည်းချစ်ခင်ဖို့မမေ့ပါနဲ့ဒီကာလမှာအခက်အခဲတွေအများကြီးကြော်ရင်တော့မေမေတို့လုံနိုင်တဲ့စကားလေးပြောနိုင်တဲ့စကားလေးတစ်ခေါက်လုံနိုင်တဲ့စွမ်းဆောင်ရည်မှုတွေပြီးနိုင်တဲ့မေတ္တာတရားတွေကမိသားစုတစ်ခုမှာအင်အားအကြီးမားဆုံးပါပဲသားသမီးလေးအတွက်လည်းမေမေတို့ကအမြဲတမ်းသူတို့ရဲ့လုံခြုံရေးထွေးရနေရာလေးအဖြစ်မေမေတို့ကဖန်တီးပေးလို့ရပါတယ်ဒါလေးကိုမမေ့ဖို့ကြောကြရင်ဒီနေရာမှာညီကုန်းချုပ်ပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြရအောင်နော်မေမေတို့ရေညီကောင်းကြမှာကြပါစေရှင်